ကဘာတဝမ်းမှာရင်မောင်းတွေအရှိန်လျှော့မောင်းနေစေဖို့အတွက်တကယ့်ကိုပါးနက်ဆန်းတစ်တဲ့နည်းပညာတွေနဲ့ဖန်တီးထားကြတဲ့လမ်းတစ်သင်းတွေရှိပါတယ်။အဲ့ဒီထဲကမှမျက်လက်ပြကွက်လိုမျိုးဖန်တီးထားတဲ့ပထမဦးဆုံးတစ်ခုကတော့အိုက်စလန်နိုင်ငံမှာရှိပါတယ်။အိုက်စလန်နိုင်ငံမှာတော့လမ်းမပေါ်မှာတကယ့်အတားအဆီးအဖုထစ်ကြီးတွေထည့်သွင်းမထားဘဲမြင်ကွင်းဆိုင်ရာလှည့်စားမှုနည်းပညာတွေကိုလမ်းမပေါ်မှာတိုက်ရိုက်ဆေးချထားတာဖြစ်ပါတယ်။အဲ့ဒီဆေးချမှုပုံစံကလမ်းပေါ်မှာအတားအဆီးတုံးကြီးတွေလေထဲမှာပြန်ဝဲနေတယ်လို့မျိုးမြင်တွေ့ရစေတာပါ။ရင်မောင်းတွေဟာအဝေးကနေလက်မြင်ကလေးကအရှိန်ကိုချက်ချင်းလျှော့ချလိုက်ကြပြီးအနားရောက်မှသာလမ်းကလုံးဝညီညာနေမှန်းသိရှိသွားကြတာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ဥရောပတခွင်မှာအသုံးများတဲ့အရှိန်လျှော့ခုံးလေးတွေပဲဖြစ်ပါတယ်။သူတို့ကတော့လမ်းရဲ့အကျယ်တစ်ခုလုံးကိုပိတ်ပြီးတစ်ဆက်တည်းအရှိကြီးလှုပ်ထားတာမျိုးမဟုတ်ပါပဲ။ကြားထဲမှာကားဘေးကွက်လက်လေးတွေခြံထားပြီးအကွက်ငယ်လေးတွေအနေနဲ့ခက်နှိမ့်နှိမ့်လေးတွေပြုလုပ်ထားတာပါ။တာမန်အရက်သုံးကားလေးတွေကတော့မဖြစ်မနေအရှိန်လျှော့ပြီးအဲ့ဒီအဖူလေးတွေပေါ်ကနေဖြတ်မောင်းသွားရမှာဖြစ်ပေမဲ့အရေးပေါ်လူနာတင်ရင်တွေနဲ့ဘတ်စကားကြီးတွေကတော့ကိုယ်ရဲကျဲတာကြောင့်ဘီးတွေကိုဟန်ချက်ညီညီနဲ့အလဲကကွက်လက်တွေအတိုင်းအရှိန်မပြတ်ပဲကိုယ်ဝိုက်ဖြတ်တန်းသွားနိုင်ပါတယ်။ဒါပေမဲ့အဆိုးရွားဆုံးမျိုးစားကတော့ဘာအမှတ်သားမှလုံးမထားတဲ့လမ်းတစ်သင်းတွေပဲဖြစ်ပါတယ်။အချို့နိုင်ငံတွေမှာတော့လမ်းမရဲ့ကတ္တရာအယောင်အတိုင်းတသားတည်းဖြစ်နေပြီးလုံးဝသတိမထားမိနိုင်မဲ့လမ်းတစ်သင်းတွေကိုတမင်သက်သက်ဒီဇိုင်းထုတ်တည်ဆောက်ထားကြပါတယ်။ရင်မောင်းတွေဟာရှေ့မှာအဖုထစ်ရှိနေမှကြိုတင်မမြင်နိုင်ကြပဲအနားရောက်မှသို့မဟုတ်ဖြတ်မောင်းမိပြီးမှသာသိရှိကြရတာမလို့အလွန်အန္တရာယ်များလာပါတယ်။